အတ္တတရားတွေကြောင့်ဒီကဘာမှာအမုန်းတရားတွေပွားများနေကြတယ်ဒါတွေကိုဆင်ခြင်ရင်းဖြူစင်တဲ့နှလုံးသားနဲ့လှပတဲ့ကဘာကိုဖန်တီးကြစို့လားဖျားနဲ့လူဆိုတဲ့သရှင်နဲ့ခွန်အားယူနိုင်ကြပါစေအာမင်Así que empieza a contribuir.